yo aku punya me penaga tiket logi pena no to you dora thu kaung ne pena no ဘာဖြစ်လဲဆိုတော့ဘယ်လိုပြောမလဲလက်ထဲကိုတော့မရောက်သေးဘူးเนาะဒီဖနက်ကလေတရေရိပ်နဲ့ခွေးစေးဖြစ်တာဆိုတာလေတော်တော်ကိုစိတ်ပြဖို့ကောင်းတဲ့ဖနက်ဖြစ်ပါတယ်ဆိုတော့အားကြောင့်မလို့ရောက်ချင်းဖွင့်အောင်ကြည့်ချင်เนาะဆိုတော့ဖွင့်ကြည့်ချင်မှမဲ့တယ်ဖွင့်နိုင်မယ်လေဟုတ်ပြီနော်ဆိုတော့ကိုယ့်ရဲ့တူကြည့်မယ်ဘာဖနက်လဲဆိုတာเนาะโอเคဘာဖနက်လဲဆိုတာထောက်ကြည့်မယ်เนาะဟုတ်ပြီမင်းဖောက်မယ်နော်ဟုတ်ပြီဒီမှာနော်နတ်ဘူးဒီမှာနတ်ဘူးနော်ဒီမှာပုံမှန်အားဖြင့်အဲ့ရထုတ်တဲ့ဖက်တွေကဘူးကိုကြည့်လိုက်တာ ਨੇ ဒီကောင်တွေထုတ်တဲ့ဖက်ပဲဆိုတာကိုသိတယ်ဒါပေမဲ့ဒီတရံမှာတော်တော်ခိုးရတယ်ဘူးကစခိုးရတယ်အဲဒီဘူးကိုကြည့်လိုက်တာနော်ရောကြောင်ရောဖက်နေပဲဆိုပြီးတော့ထင်ရတယ်နော်ရှေ့မှာထုတ်ခဲ့ဖက်တွေအားလုံးကဘူးကိုကြည့်လိုက်တာ ਨੇ box ကိုကြည့်လိုက်တာနော်ဒီကောင်ထုတ်တာပဲဆိုတာကိုဒီကထုတ်တာပဲဆိုတာပြန်သိတယ်နော်ဆိုတော့အမှကလေးကကွာပါစပြီနော်ဟုတ်ပြီလားအထက်ကိုဆက်ပါမယ်ပြန်သွားမယ်ကော်ဖီလေးတော့တောက်လာOkay. Bây giờ tay phím là cái nào mình nhạc thôi. Nó. Cái gì ba sao? Mà không giờ này nào phải là điều một phải đâu còn là đâu này. Nó. Chỉ này. Nó loa trên. Ok, một cái đầu chỉ này. Nó. Thì mà Damn bro. Damn bro ပြောရမယ်ဆိုရင်စက်ထားတဲ့ကာလာဝယ်ဆောင်းရမှာတယ်เนาะဘယ်လိုပြောလဲဘာညာ80 90ပုံစံလေးပေါ့เนาะသူဒီမှာနားတက်လေးလောက်ထားတာဟာဘာညာဆိုတော့ဆိုမိုက်တယ်ဒါပေမဲ့မိုက်တာဈေးနှုန်းသိရမှာဘာပဲဖြစ်ဖြစ်ကွာဒီလိုမျိုးထုတ်တယ်ဆိုတော့သိရမှာဒါဆိုရင်ဒီအလီယာအမိုက်စာဘဲနဲ့ပြင်မှာဂျပန်အမိုက်စာဘဲနဲ့ကိုပေါင်းပြီးထုတ်တာဖက်နဲ့ဖြစ်တယ်နည်းနည်းလေးတော့သိမှာဂုံရှိစွာနဲ့ဈေးလေးကနည်းနည်းလေးတော့ဟိုဖြစ်ပြီเนาะဟိုကမဟုတ်သိမှာခွေးထုတ်နွားထုတ်တွေထုတ်တော့ဈေးကလည်းခွေးဈေးနွားဈေးတွေဖြစ်ဆိုတော့ဘလို့မှဖိမလားเนาะပြောမယ်တော်ပိုင်တဲ့ဖက်လို့ပြောလို့ရတယ်ကွာစက်ထားတဲ့ကာလာဝေးကလည်းမိုက်တယ်ကွာသိမှာပြောဒီမှာဂျပန်မရဲ့ဒီလိုပါမယ်ပြီးတော့သူ့ရဲ့ထုံးစံတိုင်းဘာညာစာရပါမယ်ဒီမှာရှုပါစာရလေးပါမယ်နော်ဟုတ်ပြီလားသူကထုံးစံတိုင်းဟိုအဖြူမဲ့တကြိုးပါမယ်သူ့ရဲ့ထုံးစံတိုင်းပြီးတော့အဝါကျိုးပါမယ်နော်ဆိုတော့အဝါကျိုးနဲ့ဝေပုံမိုက်တယ်နော်အချုပ်အဖြစ်ပြောရမယ်ဆိုရင်နော်တော်တော်လေးမိုက်တယ်နော်တကယ်ပါလို့စာ300ထွက်တာကွာ300ထဲမှာအကြိုက်ဆုံးရောင်အဒီရောင်ပါနော်ဒါပေမဲ့ခွေးထုတ်နွားတော့ထုတ်တဲ့အရောင်ကအရင်ကလည်းဒီရင်ပဲเนาะဆိုတော့နေရာထဲမှာပေးရအောင်တော့ဒီကောင်ကသိရမလားဆိုတော့ဘယ်လိုမှတိတ်ပြီးတော့ဖီးမလာတော့သိရမလားเนาะဆိုတော့တနေ့လောက်စောင့်ပြီးတော့မှအောက်ကြီးနဲ့ပြန်နိုင်เนาะပထမတော့ဒါကိုစင်ကောင်းမလားမစင်ကောင်းမလားစဉ်းစားရင်တော့ဆုံးပဲတိတ်ပြီးတော့ဈေးနှုန်းနဲ့ကြည့်ရတယ်ဖိဖီးမှာမဟုတ်ကွာတချို့လည်းပြောကြတယ်မင်းကဖက်နဲ့ကြိုက်တာလားမကြိုက်တာလားဆိုရှင်းပြောရရင်ဒီလိုမျိုးဖက်နဲ့ high ဖက်တွေကိုကြိုက်ကုန်မကြိုက်တာစီးလည်းမစီးသိရမလားဆိုတော့ပြောမလဲမဲထဲတယ်ပေါက်တယ်ပေါက်ရင်ဒီမှာပေါ်လာရင်ဟာဟေးကောင်ငါဖက်နဲ့ရတယ်ဘာညာဆိုပြီးအချင်းကြွယ်မယ်ပြောမယ်ဆိုတော့သိရမလားပြီးရင်ဈေးတရှိန်ထိုးထူတော့ပါဆိုတော့တိန်းတာပဲဘာလဲငါမှဒီဖက်နဲ့ရှိရပေါ့ဘာညာတရားလားဆိုပြီးတော့တိန်းတာမယ်ဈေးကြဝိုင်းတော့ထုတ်ပြီးတော့ကန်လိုက်မယ်နော်ဝယ်ရောင်းတော့မဟုတ်ဘူးနော်မင်းအဲ့စကားပြောနေပါအဲ့စကားရိုင်းတယ်ဝယ်ရောင်းတော့မဟုတ်တယ်မလားနော်ဆိုတော့ဘယ်လိုပြောမလဲဟိုမစည်းမဲ့တူတော့တည်ရမလားညက်ရင်တော့ထုတ်မှာလေဟုတ်ကဲ့နော်ဘာညာ invest လုပ်မှာနော်ဟုတ်ကဲ့ဆိုတော့
ဒီဖလန်ကတော့ဒီလောက်ပဲနောက်တစ်ဖက်ကဒီပုံစံပါပဲเนาะဆိုတော့မပြတော့เนาะမဟုတ်ပါစီးမယ်ဆိုရင်တော့တကယ်စီးတယ်နဲ့ပိုင်တယ်သိရမလားတော်တော်လေးလေးချွတ်တယ်သိရမလားเนาะဟိုဘယ်လိုမလဲဟိုဒီဂျပန်ကောင်ဖက်ကိုဒီဈေးနဲ့ရတာဒီဈေးနဲ့ရပြီးဒီလိုပုံစံမျိုးဒီလို quality မျိုးရတာစီးတယ်နဲ့စီးမယ်ဆိုရင်တော့သိရမလားကိုကကြောင်တော့ဒီကောင်လေးစီးရခြင်းတိတ်မရှိတယ်တော့မစီးတော့ဘူးเนาะဟုတ်ပြီလား So, okay, so I'll deal with it.